ခွေးတွေ့ရအောင်ကြာပြီနော်ဟုတ်ပါဖိုင်လုံးနေတော့ ဒီလိုပါပဲအလုပ်လေးလုပ်နေရတာကျမရေးလည်းခယူးစားအောင်နေကောင်းကြရမလားဟုတ်နေကောင်းအလုပ်လေးရှိလို့ဝါလိုက်အောင်မယ်နော်အေးပါဒူလမ်တီနှုတ်တာဆက်လိုက်ရနမလမ်တီဒူလမ်တီဒုက္ခနမလမ်တီဒူလမ်တီဒုက္ခဟဲ့နေเจ้าတော့ဟောကောင်းမမိသေးလားဇော်လွင်ဦးဇော်လွင်အမလေးမှတ်မိရပါမြစ်ပတ်ဦးလေဟဲ့နေတော့ဆောင်းနေကြရဆိုပြောတယ်ပြောတော့လေတပတ်နေမှလေရေကတစ်ခါပဲချိုးတာဟုတ်လားသူ့ကိုကြည့်တော့အမြဲတမ်းပြန်နေရပါလေဟာရင်မွေးစွတ်တာဆိုတာလေသူရှိရင်လေခေါင်းမူးနောက်နေရပဲငါဟိုတည်းကသူ့မွေးပါတယ်ထင်တယ်ညစ်ပတ်မလေးရင်မွေးဇော်လွင်ဦး what ဟဲ့နေမတွေ့ရကြအရှမ်းပါရမ်းချောလာနော်အိမ်လေးကလည်းချစ်စရာလေးမလိုက်တာဟဲ့အသားကြီးလည်းစီလာနော်ဟုတ်ပါငယ်နေရပဲငယ်ညို့ဒီရနေရမတွေ့ရကြအောင်လွမ်းနေရလေဟုတ်တယ်နော်တကယ်ချင်းဘာပဲနော်တတ်တာနော်တကယ်ချင်းဟဲ့ရေမွေးတွေရေမွေးဟာရောက်ဘာလုံးလဲမတွေ့အောင်ကြာမဟုတ်သွားစားအောင်ပါပဲအေးငါဒီလိုပါပဲအလောက်ကအဆင်မပြေဘူးကအလောက်ကဟိုတလားတယ်ပြုတ်သွားတာလေဟောအိမ်ကလည်းလေပြန်ဖို့လုပ်နေတယ်ဟောနေပြန်တော့မှာလားအေးမတော်စားမယ်ဆိုစားတော့ဘူးငါအလုပ်လေးရှိလို့အားကြောင့်မို့ဟုတ်တယ်အေးငါအဆင်မပြေပေမဲ့ငါအမေကချဲပေါက်ထားတယ်9000ဘူးလားမသိဘူးဟလာမေခိုင်းတာဗောအဲ့ဒါ9000ဘူးဆိုတာရောက်သွားမယ်အားကြောင့်ကိုသွားစားမယ်လို့ပြောနေအေးဒါပေမဲ့ဒိုင်ကပြေးသွားတော့လေဒိုင်ပြေးသွားလားတော့မဟုတ်တော့စားမယ်လားခင်ဗျာမဟုတ်ငါအခုလေနဲ့ချိန်ထားတာလေးရှိလို့အားကြောင့်မလို့ငါမီတင်တစ်ခုရှိတယ်အားကြောင့်ငါသွားလိုက်အောင်အဲ့ဒါဖုန်းနံပါတ်လေးပေးပါလားဖုန်းကဟောလေကတ်ချန်ခဲ့တယ်ဟောဒီလိုတွေ့မှာပဲဟောတွေ့လားနောက်မှာပေါ့နောက်ရောက်တက်သွားပြီဟွာလေးငါပွဲသွားကြရှိလို့အဲ့မြတ်မှန်စီးလေးခဏခဏဟောဒီတော့ဒီပါလေဒီစမြိုင်းတင်နေနော်ဟွာလေးဒီနေ့ကလေငါတို့မဟုတ်စားတော့လေမိတ်ဆွေ delivery လာပို့ရမလားဘာလာပို့ရလဲဟောအဲ့ဒါငါစောင်းမှာလာစားလို့လာပို့တာတိုင်းမှာပဲဖတ်ရစားရတယ်ဒီမှာတော့ဖန်တော့ချောစားတယ်ဟဲ့ငါဒီအခုလည်းငါစားစားမှာငါတော့ဖဲ့ပြီငါဖတ်ချင်တယ်ညာလေဒီလိုက်နော်မထောက်ပြနေနော်။ဘာညာတော့ဖြစ်တယ်စောင်းပဲထောက်တော့နော်ဒီလိုက်။ဆင်းရပြီ review ပေးမယ်လို့ညာလေ။အော်မဟုတ်တော့ကြံနေတယ်အဲ့ဒါလေးကငါလဲဟိုတွဲသားစရာလေးရှိတယ်အဲ့ဒါ။ဒီစီစားလေးနဲ့ခဏငါလေးလို့မရဘူးလား။စီစားလေးနဲ့ခဏငါလေးလို့မရဘူးလား။ What အဲ့ဒါပြောငါပြန်မတရားလို့နေနော်။မြလည်းဘာဖြစ်လဲကိုယ်တင်နေချင်းနဲ့ငားတဲ့ဟာကို။ဟုတ်ပါငားပါညာ။ငါဘာဖြစ်နေလဲ။ဒီလိုရတာမဟုတ်ဘူး။နီးသားငါအတိမမလို့